အပိုင်းလေးအမောင်ကွန်ရက်ထေကအဖြေစာရွက်ပေါ်ကသွေးရောင်လိုနီရဲနေတဲ့သတိပေးစာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ဇေယျရကြော်ယူတချောင်းစိတ်သက်သွားပါတယ်။ဒါပေမဲ့သူဟာကြောက်လန့်ပြီးထွက်ပြေးမဲ့အစားဒီကိစ္စရဲ့အဓိကဇင်းမြစ်ကိုသိအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာပလင်းပေါက်ကိုအမြန်ပိတ်တော့ခတ်လိုက်ပြီးသူ့ရဲ့ laptop ကိုဖွင့်လိုက်ပါတယ်။ဇေယျဟာနီးပညာပိုင်းကိုနားလေသူပြီးတာမန်အင်တာနက်ကနေမရှာဖွေပဲသူ့ရဲ့ဒီနေရာကိုနှုတ်ရောင်ခံမလိုက်နိုင်အောင်ကွန်ပျူတာမှာတီးကြလုံခြုံတဲ့ container environment တစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြီးတော့နိုင်ငံတကာက cloud server တွေချိတ်ဆက်ပြီးမှောင်မိတ်နေတဲ့အင်တာနက်ရဲ့အောက်ခြေ dark web ထဲကရှေးဟောင်းမှတ်တမ်းတွေကိုဝင်ရောက်ရှာဖွေပါတော့တယ်။ပဒင်းပေါက်ကမျက်လုံးတင်ကြတာနဲ့မြေပုံကိုဓာတ်ပုံရိုက်ပြီး AI နည်းပညာနဲ့တိုက်စစ်ကြည့်လိုက်တဲ့အခါနိုင်ရွက်လောက်အကြာမှအဖြေတစ်ခုထွက်လာပါ යි ။အဲ့ဒီတင်ကြတာဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာကြီးကပျောက်ဆုံးသွားခဲ့သမုဒ္ဒရာအရေးအဖွဲ့ The Shadow of the Tide ဆိုတဲ့အမည်မသိရှေးဟန်းဂိုင်တစ်ခုရဲ့တင်ကြတာဖြစ်နေပါတယ်။မတန်းတဲ့အရာအဲ့ဒီဂိုင်ဟာရေအောက်ကဘာရဲ့တန်ဖိုးမဖြစ်နိုင်တဲ့အမွေအနှစ်တွေကိုကာကွယ်စောင့်ရှောက်သူတွေဖြစ်ပြီးရေပုံထဲကကျွန်းဟာနေကျက်တဲ့အချိန်တွေမှာသာပင်လယ်ရေအောက်ကနေပေါ်လာတတ်တဲ့လျှို့မှတ်ကျွန်းဖြစ်နေပါတယ်။အဆိုးဆုံးအချက်ကတော့တစ်တာဘောကအပြာရောင်ကြောင့်မြတ်ဟာတာမန်ကြောင့်မြတ်မဟုတ်ပဲတစ်တာကိုဖွင့်လိုက်တာနဲ့ဂိုင်းသားတွေစီကိုတီနီယာအချက်ပြပေးတဲ့ရှီဟောင်းတန်လိုက်အိမ်မြောင်တစ်ခုဖြစ်နေတာပါပဲ။ဒါဆိုသူတို့ငါတီနီယာကိုတိနေပြီပေါ့။ဇေယျတရားစကားတောင်ဆုံးအောင်မပြောလိုက်နိုင်ပါဘူး။ရုတ်တရက်သူ့ကွန်ပျူတာမျက်နှာပြင်တစ်ခုလုံးအနီရောင်ပြောင်းသွားပြီးမင်းမကြည့်တင်တာကိုကြည့်လိုက်ပြီးဆိုတဲ့စာသားကြီးတော်လာမှာတော့တယ်။အဲ့ဒီအချိန်မှာပဲအိမ်တလုံးကမီးတွေဖျက်ခနဲပိတ်ကြသွားပြီးအိမ်ရှိတကားမကြီးကိုအပြင်ကနေပြင်းပြင်းထန်ထန်ရိုက်ချိုးလိုက်တဲ့အတန်ကြီးခတ်ပေါ်လာပါတော့တယ်။